ဘာပေါ်မှာစီချိုယောဂဖြစ်နိုင်ခြေကိုပထမဆုံးစမ်းသပ်ပေးနိုင်တဲ့ Smartwatch brand ကဘယ် brand လဲဆိုတာသိပြီးကြပြီလားဟုတ်ပါတယ် Huawei Watch Fit 5 series ပါဒီနိုင်လေးကဒီဇိုင်းလေးမျိုးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီးတော့ titanium bezel spire glass စတဲ့အကောင်းဆုံးအကျန်းခံတာတွေကိုပဲသုံးပေးထားဖြစ်တဲ့အတွက်အကျန်းခံတယ်လေးချိန်ကလည်း 27kg ပဲရှိတဲ့အတွက်ဝေးရလည်းပေါ်ပါတယ် brightness က3000 nit ရှိတဲ့အတွက်နိုင်မျက်နှာပြင်လေးကလည်းကြီးတောက်ပြီးတော့ရှင်းလင်းနေတယ် Huawei Watch Fit 5 series မှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ feature တစ်ခုပါဝင်ပါတယ်အဲ့ဒါကတော့စီချိုကိုတိုင်းတာပေးနိုင်တဲ့ snip ပဲဖြစ်ပါတယ်ပုံမှန်အပြင်စီချိုရှင်ဖြစ်စစ်ဆေးဖို့အတွက်စေးရုံသွားမယ်ဆိုရင်မြန်မာငွေ10သိန်းဝန်းကျင်လောက်ကုန်ကျနိုင်ပါတယ်ခု Huawei Watch Fit 5 series နဲ့ဆိုရင်တော့အနဲ့ထိုးစရာမလိုပဲနဲ့လက်ကဝတ်မှာဝတ်ထားရုံနဲ့ရင်စီချိုယောဂဖြစ်နိုင်ခြေရှိမရှိကိုစမ်းသပ်စစ်ဆေးနိုင်နေပြီဖြစ်ပါတယ်လူတိုင်းကအလုပ်များပြီးတော့မှအားလက်တဲ့အချိန်တွေမှာဆိုရင်လည်းကျမရေးကြီးစိုက်ဖို့လိုအပ်ပါတယ်အဓိကအနေနဲ့ကိုယ့်ရဲ့စိတ်ခံစားချက်ပိုင်းပေါ့နော် Huawei Watch Fit 5 series မှာဒီလိုမျိုးချစ်စရာကောင်းတဲ့အိမ်မွေးတိရစ္ဆာန်လေးပါဝင်တဲ့ watch face တွေကနေတဆင့်မူချီရဲစိတ်ခံစားချက်တွေကိုဖော်ပြပေးနိုင်ပါတယ်စိတ်ဖိစီးမှုတွေရှိလာတဲ့အချိန်ဆိုရင်ချစ်စရာကောင်းတဲ့ပန်နာလေးနဲ့အတူအသက်ရှူလေးခြင်းကလုပ်ရင်းနဲ့စိတ်ပန်းဖြေနိုင်ပါတယ်ဒီနိုင်လေးကိုပြေးတာစပိန်စီးတာခေါက်တိရိုက်တာနဲ့မီတာ40အထိရေငုပ်တဲ့ Pro အဆင့်အားကစားနည်းတွေမှာပါအသုံးပြုနိုင်ပါတယ်စပိန်စီးဝါသနာရှင်တွေအတွက်လည်း Cycling FTP Virtual Power တွေကိုတိုင်းပေးနိုင်တဲ့အတွက်စပိန်သမားတွေအကြိုက်တွေမှာလုံးဝတေချပါပဲเนาะပြီးတော့သူ့မှာအားကစားမျိုးပေါင်း100ကျော်တောင်ပါဝင်ပါသေးတယ်ပန်နာလေးကအကျော်လျှော့ဖို့တတိပေးတဲ့ mini workout function တွေလည်းပါဝင်တာမလို့အထိုင်များတဲ့သူတွေတနည်းကုန်အိပ်ရာထဲမှာပဲအပြင်းတက်နေတတ်တဲ့သူတွေအတွက်လှုပ်လှုပ်ရှားရှားရှိအောင်ပန်နာလေးကတတိပေးနေမှာเนาะခုလို fashion လဲကြာကျမရောလေ့ကျင့်ခန်းမှာလုပ်ဖြစ်အောင်ကိုယ့်ကိုချစ်ပေးနေမယ် Huawei Watch Fit 5 series နဲ့ lifestyle ကို smart ကြဖြတ်တန်းလိုက်ကြအောင်เนาะ